လက်ကဘာနှင့်ဂျာပန်တာဆန်နှင့်မီလာတို့၏ချစ်ချင်းရတာသည်ကျေးလက်ရွာငယ်လေးတစ်ခုမှစတင်ခဲ့သည်မူငင်းပန်းကတစ်ခုကိုအတူတူလက်လှမ်းယူခြင်းရေအိုင်ဆက်တွင်ဂျာပန်များပွင့်နေစဉ်နှစ်ဦးနှလုံးသားချိတ်ဆက်သွားခြင်းဖြစ်သည်သို့သောဝမ်းနည်းဝဲကံကြမ္မာသည်သူတို့ကိုကွဲကွာစေခဲ့သည်တာဆန်ကိုနန်းတွင်စစ်မှုအဖြစ်ရွေးချယ်ခံရသည်တနစ်တာပြည့်မြို့တော်သို့ခေါ်ဆောင်သွားသည်ခွင့်ပြုချက်မရှိဘဲမပြတ်နိုင်သောနန်းတွင်စီးများအတွင်တာဆန်သည်မီလာ၏ရုပ်ပုံကိုရင်အုံးထက်၌တင်စီထားရင်းနေရက်ကိုရေးတွက်နေခဲ့ရသည်သုံးမိုးကာလကြာမြင့်ပြီးနောက်တာဆန်သည်အထူးခွင့်ပြုချက်ဖြင့်ရွာသို့ပြန်လာခွင့်ရခဲ့သည်သို့သောပြန်ရောက်သည့်အခါမြင်တွေ့ရသည်မှာအိရတဲ့အားအင်ကုန်ခန့်နေသောအလင်းမှဝေကွာသွားပြီဖြစ်သည်မီလာ၏ပုံရိပ်ဖြစ်သည်ရွှေနန်းတွင်၏အကောင်ဆုံးသမားတော်များပြင်သူမ၏အမည်အာယုံကိုပြန်လည်မပေးနိုင်ခဲ့ပြီနောက်ဆုံးည၏လပြည့်ဝန်းရောင်ကြီးအောက်တွင်နှစ်ယောက်လက်တွဲပြီးရှေးအောင်ရေအိုင်နာသို့ရှောင်လာခဲ့ကြသည်မီလာ၏လက်ဖွားသည့်လေထဲတွင်လှုပ်ရှားနေသောကြားရွက်များကိုစမ်းသပ်နေသည်ငါမျက်လုံးနေမမြင်တော့ဘူးဟုသူမကတဖက်ဖွာပြောသည်ဒါပေမဲ့ငါစိတ်ထဲမှာတော့မင်းရဲ့နှာခေါင်းနှုတ်ပန်းမျက်ခုံးမွေးတွေအားလုံးမှတ်မိနေတော့မယ်ငါအသက်မင်းဟာအယောင်တွေထက်ပိုပါတယ်သာဆင်း၏မျက်ရည်များသည်ကြားရွက်ပေါ်သို့ဆက်ဝိုင်းလေးတွေအဖြစ်ကြားဆင်းလာခဲ့သည်သူသည်အတန်တုံလုစွာဖြေချခဲ့သည်မီလာငါတို့နှစ်ယောက်မျက်လုံးလေးလုံးဟာအတူတူပါတယ်နောက်ဘဝကြရင်ဒီကြအိုင်မှာ